Okay, ကျွန်တော်အမျိုးတွေအားလုံးပဲမင်္ဂလာပါ။မြင်တဲ့အတိုင်းပဲကျွန်တော်မနက်ကပြီးခဲ့တဲ့အမားကြီးနှစ်ခွန်ကိုကနှစ်ထိန်နဲ့ကိုတဲဆင်းသွားပါပြီ။ကျွန်တော်တပတ်ကနားထောင်ပြီးလိုက်ခဲ့တဲ့သူတွေအားလုံးမနက်ပိုင်းမှာတင်အိမ်ဖုန်းသွားကြပြီလို့ယုံကြည်ပါတယ်။အခုညနေအတွက်ထူကြမ်းမူတစ်ခုကျွန်တော်ပြောကြချင်ပါတယ်။မူအရာဆိုရင်နှစ်ရှစ်ဖတ်ပြီးတိုင်းခတ်ပြီးတိုင်းမှာညနေတော့မဟုတ်မနေ့ပြန်မနေ့မှာပေါ့နော်။သူညအပိုင်ဆင်းတတ်ပါတယ်။ဒါကြောင့်မို့ဒီညနေအတွက်တုံညပတ်တီအပိုင်ပတ်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။တုံညထိတ်နဲ့စောမယ်ဆိုရင်တော့ဒီညနေလည်းအညက်တူထက်ရကြအောင်ပါပါ။ရွေးကွက်ပိုင်းဝီလူချင်တာပဲဖြစ်ဖြစ်ရောစားမှန်ပြီးညံတဲ့တိုင်းမှာရုံရုံကြည်ကြီးနဲ့လက်တွဲချင်တာပဲဖြစ်ဖြစ်ကျွန်တော်စီကိုလာခဲ့ပါ။ကျွန်တော်စီမှာကနန်းထွက်ပြီး3မိနစ်အတွင်းငွေလွှဲတန်းရှင်းပေးတာဖြစ်လို့ငွေကြီးကိစ္စလုံးဝစိတ်ပူစရာမလိုတော့ပါဘူးနော်။နောက်တစ်ခုကကျွန်တော်စီမှာလာထိုးတဲ့သူတိုင်းကိုအထုသုံးကွက်ပြီးကျွန်တော်ကိုယ်တိုင်ရွေးပေးမှာပါဒါကြောင့်မို့လာထိုးတဲ့အမျိုးတွေအနေနဲ့ကျွန်တော်စီမှာသုံးကွက်တောင်းဖို့လုံးဝမမိကြပါနဲ့ပြုတ်အနီးကရွေးကွက်တွေရဖို့နဲ့ယုံကြည်စိတ်ချရတဲ့ဝန်ဆောင်မှုတွေရဖို့တဆိုရင်အခုပဲကျွန်တော်ဗီဒီယိုမှာပြပေးထားတဲ့ Viber ဖုန်းနံပါတ်လေးမှာအမြန်ဆုံး high ထားလိုက်ပါနော်နေ့နေ့မနက်ကလို့ထပ်ပေါက်ပြီးငွေတုတ်ထပ်ပတ်ကြအောင်ပြုတ်အားလုံးပဲကံကောင်းကြပါစေကျွန်တော်မျိုးရီ